ဟာမင်းကပေါ်လာနေကျင်းတာပဲကွာဘာဖြစ်နေရတော့ဘာမှမဖြစ်ပါဘူးယောက်ျားရဲ့ကျမရောကလေးရောနေမကောင်းဘူးဖြစ်နေတာကလေးကလည်းညှိနာယောက်ျားရဲ့ဟောအေးမင်းမလမ်းကောင်တီးတော့အေးလိုက်ကလေးယောက်ျားထိမိမယ်နော်တားလာအေးမင်းမအေးနေနော်ကလေးဖြည်းဖြည်းချော့ပေးလိုက်မယ်ဟာကွာရှောက်ခတ်နာပဲမိုက်မုံနဲ့နေရတယ်လို့ပဲငါနင်းလာဘယ်နဲ့ထိုင်ရမှာလို့ယောက်ျားရှိခုမှရောက်တာလားကျမနေမကောင်းလို့တော့ကလေးလေးကူးထိန်ပေးပါဦးဟာမင်းတို့ကညီးနေတာဟိငါအပြင်ထွက်ပြီးငွေရှာတဲ့လူကမညီးရဘူးကွာငါလည်းနားမရစေအောင်ဟာပင်မလည်းကြားတယ်ဂိမ်းလေးတစ်ပွဲတော့ဆော့လိုက်အောင်ဟတ်တော့ဦးဝဲဟာမင်းတို့ကလည်းစူးညံဖို့နားပဲကွာငါမင်းကလှုပ်သွားရအောင်ပါဟာတော့မင်းတို့ပြင်ထွက်နေငါအိတ်လိုက်အောင်မယ်ကျမလည်းထိတ်နေတာပဲတော့နေမကောင်းရဲ့ကြီးနေဟာရောမစိမ့်နဲ့ဆိုလေးလာလိုက်တာကွာအမကိုကြောက်တယ်ဟေ့အောင်မင်းပါလို့ဟာလာလိုက်တာကွာဟာအဲ့ဆိုလေးလိုက်ရရင်တော့အပီပဲဟေးဟာငါလည်းကြိုက်တယ်ကွာအဲ့လိုအနေထားလေးရွှေဖားလေးကွာဟာရှိလေကြည့်ကြပါဦးဗျာဟာတိုင်းရှက်ဟာမကြီးတော့ကြည့်ဟာတိုင်းမင်းတော့သွားပြီတိုင်းရစိတ်ညစ်ပါတော့ကွာဘာလို့ဖြစ်ကုန်လဲတော့မသိတော့ရလားဗလားသားရပါတယ်ဗျာရလားငါညီအခုလဲငန်းငုံလို့ပါကွာအစိုးဒီပါနော်ရပါတယ်ဗျာဖြစ်တတ်ပါတယ်ကိုချင်းစားပါတယ်အောင်ရှင်တို့ထက်ကစိမ့်လေးနဲ့ကားပေါ်ကနေဇွတ်အော်ပြောနေတာဘာလို့လဲဗျာကျွန်တော်မသိဘူးနော်ဒီကောင်းထင်းနေဟုတ်တယ်သူနေမှာအော်သူလေးလားရှင်းကျမတို့သဘောကျလို့လားကျမလည်းရှင်းသဘောကျရလားခင်ဗျာမဟုတ်ကျွန်တော်ပြောတာဆုံးတာကျွန်တော်ပြောတာနော်ကျွန်တော်လည်းပြောတယ်နော်ငါရင်ပြောတာငါရင်တွေ့တာဟဲ့ငါလည်းပြောတာပဲကွာဖန်တည်တယ်ရှင်တို့တမင်ဖော်လိုက်တာရုပ်ဒီကိုကအေးဟော sorry ပါငါကိုလည်းငါမာရဘွေမယူပါနဲ့နော်ဘိုင်းနာလိုက်တာကွာတနာကြပါရှင်ဘယ်သူမှလည်းမရှိကြဘူးခုမှပဲပေါ့သွားတော့လေဟာအေးတိုင်းဒီမှာဖော်ပတ်စံနေရလာပြီပုံနေစားကြမယ်နော်တာနော်ဟာဒေါ်ကြီးဟောဗျာသူခင်ဗျာကလေးလေးနဲ့မို့လို့မတက်သားလို့နေမှာပါလေသားတွေမုံနေဘာလုပ်နေရလဲဘာမဟုတ်ပါဘူးမေရဟိုနာအဖွားကြီးနဲ့ကလေးလေးကိုတနာလို့တာမုံကျွေးမလို့တားရဲ့လူတွေကိုကူညီရင်တော့ကြည့်ကူညီတော့အမေဟာမေရစိတ်ကောင်းလေးထားပါဦးမြာတာကျွေးခြင်းလို့ပါဟာကလေးလေးစားဖို့ဒီမှာမုံလာပေးတာဒီမှာဒီကျူဒီပါရဲ့ဟိုဘာမှမဖြစ်ဘူးကွာမကြောက်နဲ့ရောမုံလေးလာကျွေးခြင်းလို့ပေကိုဖောက်ဝင်မယ်တာဖုံးယူလိုက်ဒါကြက်နာရပြီကလေးလေးရောစားကျေးဇူးတင်ပါတယ်ကွယ်ဖွားတို့သွားခွင့်ပြုပါအောင်နော်စိတ်ချမ်းသာလိုက်တာဟာမမေတားမောင်တွေ့မိသေးလားတားခုနမောင်ပေးမယ်ဆိုတော့ကတားအိတ်ထက်ကတ်တယ်ထဲဝါလေဟာမေတားမောင်တော့သွားပြီပါသွားပြီချင်းငါတောင်းမှပါလေငါ့ကိုမထားခဲ့ပါနဲ့ဟာငါတောင်းမှပါငါနင်းပေါ်စိတ်ကုန်နေပြီဟာငါ့ကိုထပ်ပြီးတော့ချက်ပါတော့ငါသွားပြီငါကိုယ်တိုင်ပြိုးခဲ့မှုတဲ့တန်ကလေးဖောက်ပြန်မှုဆိုတဲ့ဒီခေတ်ကြီးတွေမှာငါဘယ်သူကိုယုံကြည်ရမလဲမာယာများတဲ့ချစ်ခရီးလမ်းမှာဒီအလွမ်းတွေကိုတည်ဖို့ရင်လေဟာရောမင်းငါ့ကိုဘလို့ကောင်းသားမျိုးမှတ်နေတော့ဒီမှာ CCTV တွေနဲ့ကွာအဲ့လိုမဟုတ်ပါဘူးမန်နေဂျာကြီးရယ်ဟို project လေးငါဒါမျိုးလာမလုံးနဲ့ကွာအဲ့ project ကဘာဖြစ်တော့
ကျွန်တော်လိုချင်လို့ပါအဲ့ project ကငါဖားကိုပေးဖို့စီစဉ်ထားတာကွာဗျာကျွန်တော်ကိုပေးလို့မရဘူးလားမန်နေဂျာကြီးရယ်ငါတော့ဂရိတီတဲ့ကောင်ပဲပေးတာကွာကျွန်တော်ဘာလုပ်လို့လဲမန်နေဂျာကြီးရယ်ငါဖားဂရိတီတာငါကိုရွေးကွာဘလို့မျိုးလဲဗျငါဖားငါ့ကိုလာဆန်းတာဘလို့လဲမဲ့ဒီတိပင်ကြီးတယ်ကွာအဲ့တိပင်ကြီးကိုသူ့လက်နဲ့နှုတ်ပြမှာတဲ့တစ်ဖက်ထဲတဲ့အဲ့ဒါနှုတ်ပြနိုင်လို့ရှင်ငါပတ်စံ5သိန်းပေးရမယ်တဲ့မနှုတ်ပြနိုင်လို့ရှင် तू ကငါ့ကိုပေးမှာတဲ့ငါလာဆန်းလို့ရငါပြန်ပလိုက်တာမြအဲ့ဒါနဲ့ဘလို့ဖြစ်သွားတာလဲနှုတ်ပြတာပေါ့ကွာဒါပေမဲ့လေငါနိုင်တော့တာဒီကွာထိုင်းမဲ့တော့မင်းအဲ့ကောင်ငါဖာမဖြစ်နိုင်တာကိုလာပြန်ပြီမဲ့ तू ဂရိတီတယ်နော် तू ငါ့ကိုပတ်စံ5သိန်းပေးသွားတယ်ဟုတ်လားမန်နေဂျာကြီးအေးကွာငါလည်းအဲ့လိုဂရိတီတဲ့လူမျိုးမှကြိုက်တာဒါကြောင့်မလို့ငါသူ့ကိုပေးဖို့စီစဉ်ထားတာကွာဟောဒီလိုလားဒါဆိုကျွန်တော်နဲ့ပြိုင်မယ်ဗျာကျွန်တော်ကလက်တစ်ဖက်တည်းမဟုတ်လက်တညို့တဲ့နဲ့တော့မပြမှာ10သိန်းကြီးဟာမင်းဟုတ်မှလုံးတော့ငါဖားတော်လက်တစ်ဖက်နဲ့မဖြစ်နိုင်တာမင်းလက်တညို့နဲ့တော့မဖြစ်နိုင်ပါဘူးကွာကြောက်တာလားဟာကွာငါ့ကိုတော့အဲ့လိုလာမစမ်းနဲ့မရဘူးမန်နေဂျာကြီးရော့10သိန်းနော်10သိန်းဟာအေးကွာမင်းတော်တော်ဂရိတီတာပဲမင်းလာငါနောက်တော့လိုက်ခဲ့တော့အဲ့ project မင်းသာယူလိုက်တော့ကွာသွားမယ်ဟုတ်မန်နေဂျာကြီးဒီလိုပဲကွာဟုတ်မန်နေဂျာကြီးအေးငင်းနော်မမေထမင်းတော့ခုလာအောင်မယ်နော်စိတ်ချမယ်နော်တတာမမေပြောနေလေကွာမင်းဖက်နဲ့မပေါ့အောင်မစင်းအောင်တာတော့ဟဲ့အောင်မမေဖက်နဲ့ပေးမယ်တာမဖက်နဲ့စီဖက်နဲ့ကလေးရှုပ်မမေလောက်ဖက်နဲ့ကလေးရှုပ်ထမင်းကျွေးမှာပါဆိုတာရမင်းကလေကွာပြောလိုက်ရတာဖက်နဲ့စီရမှာလေတာမမေရိုက်မှာနော်တော့ဟမ်ဖက်နဲ့စီစောတော့ကွာငါတို့မိုက်ပြအောင်မသွားမလား အေးဆော့တာများနေကွာအမိုက်တော့ပြရအောင်မလား မောင်းတော့ရောက်ပြီဟာဒန်နေုံဟာဘာလို့တော့ဟာ နေစမ်းမှာပြည့်ပြမယ် ဒီကွာအမိုက်ကလေးပြတာအောင်တတော် တလုံးငါတို့ကပြကြည့်နေအဲ့ဒီရေးပြီးဖုန်းကို6တောင်းနဲ့ဖွင့်ပြ အမေကလည်းကွာမဟုတ်တာပြောပြန်ပြီ မင်းနာကြည့်လိုက်တော့တွေ့ရင်တော့မင်း ဟာမင်းကအပီကျွမ်းလိုက်လားကွာ ဟေးယာစတာပါနောက်တော့ပါဒီပါမကြီးတာဝန်ခံအောင်မယ်နော်မမကြီး ဒီခေါ်မထားပါဘူးဘာတော့လာလိုက်အတန်ပြင်းနဲ့ဘာတော့ပြော တာဝင်ခဲ့ပြီမမကြီးတားတည်တယ်လေတားခေါ်မထားရင်အိမ်မှာအမေစားဖို့အတွက်အမေကအာလူကြော်ခိုင်းလို့တာအာလူကြော်လေးမမကြီးကိုသတိရလို့လာပေးရနော်မမကြီး တော့ဘာအလူကြော်တော့နင်တို့အလူကြော်တွေစီမတက်ငါမစားချင်ဘူးလာလည်းမပေးနဲ့ငါကိုကမှချောင်းကစိုးချင်နေရစားချင်ဘူးစီမတက်လုံးဝမစားတာပြန်ယူသွားလိုက်နော် စီမတက်မှာစိတ်မပူနဲ့ဟိုတာစီတက်နဲ့ကြောထားတာလေတာလဲတဲ့စင်တုံးကကောက်သင်းစာကောက်ထားတဲ့မြေပဲဆန်လေးတွေကိုစုထားပြီးတော့ဒါလောအားကလေးနဲ့မြေပဲစီကိုကြိတ်ထားတာမမကြီးတန့်တယ်မမကြီးကအမေကျက်မကြီးလည်းရှိတော့လေတာတက်လေးတွေပဲသုံးတာပါမမကြီးကဒါမတက်နိုင်ပေမဲ့လေနော်မမကြီးယူလိုက်ပါမမကြီးဒီပါမမကြီးရကောင်းတယ်အမေကလည်းမမကြီးစားသိချင်လို့ပေးခိုင်းလို့ မစားချင်ဘူးနင်တို့စီရီယယ်တက်မှာမဟုတ်မစားပါဘူးဆိုနေမှာပဲဘာလို့ဟွာဖြစ်နေရလဲညနေစားရင်စားလိုက်နော်ထားခဲ့ခြင်းလဲမျိုးကြောင့်နဲ့ထားလိုက်ဟေးအမနေအမလေးလက်စားမှာမုံမှာဒရိုက်ဘာကိုတောင်းတာကျွေးလိုက်တော့မယ်ထားလိုက်တော့ အော်မမကြီးတာထားခဲ့လိုက်မယ်လीနော်အဲ့ဒါဆိုရင်မမကြီးသမီးလေးတွေပြန်လာလို့ရှင်လဲကျွေးလိုက်အောင်လीနော်သူတို့စားရင်လဲစားမှာပေါ့ပြန်လာလို့ဘိုက်စာနေရင်လေမမကြီးစားရင်လဲစားနော်မမကြီးတာထားခဲ့လိုက်မယ်နော် ပဲစီတက်နဲ့လေးပဲစားကျင်တာစုံစီပဲစီတက်အစ်စ်ကိုပဲစားကျင်တာနော်ထားခဲ့လိုက်ငါမစားဘူးကိုတောင်းကျွေးလိုက်မှာပါဆိုဒရိုက်ဘာကိုတောင်းကျွေးလိုက်မှာထားခဲ့လိုက်တော့ ဟာမမကြီးတာဝဲကုန်မတင်ခဲ့ပြီနော်မမကြီးကလည်းဟင်းနေစုံမယ်မိမကြီး ဟဲ့နေမအဲ့နေရဘာလို့အော်နေရတော့ ဟုတ်ကဲ့ပါရောက်ကမကြီးရ ဟဲ့နေဘတဖူးကြောက်တယ်မကုန်နေဘာလဲပြန်အောင်တက်ပြန်အောင် ဟောသုံးလို့ပဲကျန်တော့တာပါရောက်ကမကြီးမိုးတွေကလည်းချုပ်နေပြီတဏီကုံလည်းရောင်းလာဆိုတော့မနဲ့မှပဲရောင်းလိုက်တော့မယ်ဖိုက်တွေကလည်းစားနေပြီဗျ မလဲချင်းတော့တဖူးကြောက်တယ်မကုန်ချင်းပြန်အောင်တက်ကိုရ ဖေဖေ တော့ဖေအော်မနေနေတာပဲခေါ်လာရ လာတာဖေနဲ့တူတူသွားရောင်းရမယ်နော်တဏီကုံဖေကိုလွှမ်းနေပြီလားဒီမှာလာမင်းဝိုင်းစင်တာပဲတပူးကြောင့်